ကျမတို့ရဲ့ဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင် VPN လေးဖွင့်ပြီး like and subscribe လေးပြုလုပ်ပေးဖို့မြတ်တာရက်ခက်အပ်ချင်ပါရှင်။မှာထမင်းချက်ဟင်းချက်တန်ရှင်းအလုပ်တွေကိုလုပ်ကိုင်ပါတယ်။သူတို့ဟာခက်ခဲစားတောက်နေထိုင်ရသူတွေလည်းဖြစ်ကြပါတယ်။ဒါပေမဲ့သူတို့ကြောင့်သူတို့သမီးလေးကစင်စင်ရဲရဲမနေရအောင်လို့အလုပ်ကိုစူးစမ်းကြပါတယ်။အမြဲတမ်းအလုပ်များနေတဲ့သူ့အဖေအမေကြောင့်ထထဟာလည်းအိမ်မှာပဲအမြဲတမ်းတယောက်တည်းပဲဖြစ်တတ်ပြီးတဏီကုံခြံထဲမှာပဲမြေကြီးတွေနဲ့ပဲစော့နေလေးရှိပါတယ်။ဒါကြောင့်တရက်မှာတော့နေမကောင်းဖြစ်ပါတော့တယ်။ကြော့လည်းအလုံးမသွားခင်သူ့သမီးလေးကိုကြည့်ဖို့သွားလိုက်တဲ့အခါထထဟာအရန်ဖျားနေရကိုသိလိုက်ရပါတယ်။ဒါကြောင့်နှစ်ဖူးကိုစမ်းကြည့်လိုက်တဲ့အခါအရန်ကိုပူချစ်နေပါတယ်။ဟဲဖျားရီသမီးလေးကအရန်ကိုဖျားနေရပဲ။အခုငါဘယ်လိုလုပ်ရတော့မလဲ။ဒီနေ့တထင်းမတို့အင်းကလည်းဧည့်သည်လာမှမလို့ငါမသွားရင်စိတ်ဆိုးကြလိမ့်မယ်။ဒါပေမဲ့တခါတော့ဖုန်းဆက်ပြီးခွင့်ယူကြည့်ရမလား။ဒီလိုနဲ့သူလည်းသူ့တထင်းမကိုဖုန်းဆက်ကြည့်လိုက်ပါတယ်။ဟယ်လိုတထင်းမကျမကြော့ပါကျမသမီးလေးအရန်ကိုဖျားနေလို့ကျမခွင့်ယူလို့ရမလားယင်ဒီမဲ့ကြော့နေအလုံးမလုံးချင်တော့လဲရှင်းရှင်းပြောနော်နေအကြောင်းပေါင်းစုံပြပြီးအလုပ်ပြတ်မနေနဲ့တကယ်လို့အလုပ်လုပ်ချင်အခုလာခဲ့မလုပ်ချင်မလာနဲ့တော့ငါမှအလုပ်လုပ်ပေးမဲ့သူတွေပေါင်းမှာပေါ့မဟုတ်တာကျမအခုလာပါမယ်ကျမကိုအလုပ်ကနေမထုတ်လိုက်ပါနဲ့နော်ဒီတခါကြော့ကဖျားနေရဲ့သူ့သမီးလေးကိုစိတ်ထိုက်ပြီးအိတ်ခိုင်းခေကအလုပ်လုပ်ဖို့ထွက်သွားရပါတော့တယ်အလုပ်ရောက်တဲ့အခါတထင်းမကပြောလိုက်ပါတယ်နင့်လေးကတကယ်ဖျားနေအောင်ဟုတ်ရဲ့လားနင်းလိမ်နေရများလားတထင်းမရဲ့ဘသူကခွင့်ယူဖို့ကိုကလေးနေမကောင်းဘူးလို့လိန်ပြောမှလေကျမသမီးလေးတကယ်ကိုအရန်ဖျားနေရပါဒီနေ့ကျမကိုစောစောပြန်ခွင့်ပေးပါနော်မရအောင်ငါသားကောင်းကောင်းလေးကလည်းမနေ့ကနေ့နေမကောင်းဖြစ်နေရလေငါသူ့ကိုဂယူးဆိုင်ရမှာမို့လို့အိမ်မှာဧည့်သည်ကလည်းလာမှာဆိုတော့ချက်တာပြုတ်တာအိမ်အလုပ်အကောင်လုံးနေတယောက်ပဲလုပ်ရမှာကျမသိပါတယ်တထင်းမရဲ့ဒါပေမဲ့ကျမနောက်မှာနေမကောင်းတဲ့ကလေးကိုဒီတိုင်းထားခဲ့ရတယ်ကဲငိုးနေရတော့ပြီတန်ရှိအရင်သွားလို့တော့တနာစရာကြော်လဲမျက်ရည်တွေကျကအိမ်အလုပ်လုပ်ဖို့မိဖို့ကြောင့်ကိုသွားပါတော့တယ်တစ်ဖက်ကသူ့တထေးမကတော့သူ့သားလေးကိုပွေကအခန်းထဲမှာ TV ကြည့်နေပါတယ်ဒီလိုနဲ့အချိန်တွေကြာသွားပြီးတော့သူတို့ကလေးလည်းအရွယ်ရောက်လာပါပြီထက်ကတော့သူ့အမေသူ့ကိုထားပြီးအလုပ်သွားတိုင်းအမြဲဝမ်းနေရပါတယ်ဒါကြောင့်ကျောင်းတက်ရင်ကတစ်ဖက်ကနေ shopping mall ကြီးမှာအလုပ်ဝင်လုပ်ပြီးသူ့မိသားစုကိုကူညီပေးနေပါတယ်တနေ့မှာတော့သူ့အမေအလုပ်လုပ်တဲ့အိမ်ကတထေးမရဲ့သားကောင်းကသူ့တငယ်ချင်းနဲ့အတူတူ shopping mall ကိုရောက်လာပါတယ်ပြီးတော့သူ့ကိုမှတ်မိသွားပါတော့တယ်ငါနင်းကိုသိတယ်လို့ပဲဟောသိပြီငါတို့အိမ်မှာအလုပ်လုပ်နေတဲ့အတော်ကြော့ဆိုတာသူ့ရဲ့သမီးမလားဟုတ်ကဲ့ဟုတ်တယ်ပေါ့ဝမ်းသာစရာပဲနင့်အမေကအရန်အလုပ်ကြိုးစားရပဲငါတို့အိမ်မှာအလုပ်လုပ်တာလဲနှစ်ပေါင်းများစွာကြာနေပြီလေဒါနဲ့နင်ကဒီကအထက်ဆိုင်မှာအလုပ်လုပ်နေရပေါ့အေးပေါ့လေအလုပ်သမားတယောက်ရဲ့သမီးကဒီလောက်ပဲလုပ်နိုင်မှာပေါ့ပြီးတော့နင်အလုပ်တွေဘာတွေလုပ်နေလဲပြောနော်နင်အမေကလည်းအသက်ကြီးနေပြီဆိုတော့ငါနင့်ကိုအလုပ်ခံပေးလို့ရပါတယ်ကောင်းဟာသူ့တငယ်ချင်းတွေရှေ့မှာထက်ကိုနောက်ပြောင်လှောင်ရင်းနေပါတော့တယ်ဒါပေမဲ့ထက်ကတော့ပါဇက်ပိတ်နေပါတယ်ပြီးတော့သူတို့လည်းပြန်သွားပါတော့တယ်ထက်ဟာအလုပ်ကပြန်လာတဲ့စာရီကိုစူးစမ်းပြီးကြက်မှတ်ပါတယ်တစ်ဖက်ကကောင်းကတော့တဏီကုံတငယ်ချင်းတွေနဲ့ရှောက်လဲကတောက်လိုက်စားလိုက်လုပ်နေပါတယ်တနေ့မှာကြော့ဟာကောင်းတို့အိမ်မှာအလုပ်လုပ်နေပါတယ်ဒီအချိန်မှာပဲသူ့ရဲ့တထေးမကကောင်းကိုပြောလိုက်ပါတယ်ဒါပါရီလေနင်တဏီကုံတငယ်ချင်းတွေနဲ့ရှောက်လဲနေပြီးတော့ညဘက်ဆိုပါတီတွေပဲသွားနေကျောင်းစာကိုကြတော့နည်းနည်းတောင်ကြုံမဆိုင်ဘူးဘယ်ချီတီဒီလိုနေမှာလဲအမလီတော်ပါတော့အမေရဲ့သားကိုလပြီးတော့လက်ရှာတွေမပေးစမ်းပါနဲ့ဒါကတထေးသားလေအဲ့တော့ကိုကြိုက်တာကိုလုပ်လို့ရရလေဒီအချိန်လေးမှမပြောပါရင်ဘယ်အချိန်ပြောပါရမှာလဲစီးရဲသားတွေဆိုရင်ငယ်ရွယ်ချိန်တောင်မှတစ်ချိန်လုံးလုံးနေရတာသားတို့လိုပြောပါခွင့်အောင်ရတာမဟုတ်ဘူးပြီးတော့သားအလုပ်တွေဘာတွေဝေမှုလဲစိတ်မပါဘူးဒါကိုပိုင်စီးပွားရေးလုပ်မှာကိုပိုင်စီးပွားရေးဒါကြောင့်သားပတ်စံလိုတယ်နင်ကြော့သမီးကိုကြည်စမ်းပါနင်းညအလုပ်လုပ်ရင်ကျောင်းစာကိုလည်းမလစ်ဟင်းစီရအောင်မိဘကိုလည်းရှာကြွေးပြီးတော့သူ့မိဘတွေကိုလည်းဘလောက်ရှက်လိုက်တယ်လဲဟာအမေကသားအဲ့လိုအလုပ်သမားသားသမီးနဲ့တူမနေမလားခုသားပတ်စံလိုတယ်ပတ်စံပေးကောင်းလေးသူ့အမေစီကဇွတ်အတင်းပတ်စံတောင်းကနေညပါတီတွေပဲတက်နေပါတယ်တစ်ဖက်ကထက်ကတော့အလုပ်တွေပို့ပြီးစူးစမ်းနေပါတယ်ပြီးတော့သူကိုယ်တိုင်ရေးထားတဲ့ application ကအောင်မြင်ပြီးသူကိုယ်တိုင် digital ဘိုင်းကိုလည်းစိတ်ဝင်စားတာမို့အခန်းလေးငှားကကုမ္ပဏီသေးသေးလေးကိုစဖွင့်လိုက်ပါတယ်ဒီလိုနဲ့နှစ်ကြာပြီးသူကအများကြီးစူးစမ်းပြီးရဲ့နောက်မှာတော့သူ့မှာအိမ်အကြီးကြီးနဲ့နောက်ဆုံးမော်ကားတွေနဲ့အတူတူအိမ်မှာလည်းအလုပ်သမားတွေအများကြီးခံထားပြီးစိန်နဲ့နေနိုင်ပါတယ်အခုဆိုရင်သူ့မိဘတွေလည်းအေးချမ်းစွာနေရပါပြီတစ်ဖက်မှာလည်းကောင်းကတော့
သူ့လုပ်ငန်းအတွက်ဆိုပြီးတော့ပတ်စံတွေအများကြီးသုံးကအလုပ်ကိုတော့နည်းနည်းလေးမှစိတ်မပါပဲပျော်ပါနေရတာကိုပဲစိတ်ဝင်စားနေပါတယ်။ဒါကြောင့်သူ့ရဲ့ကုမ္ပဏီကအခက်အခဲတွေကြုံတွေ့နေရပါတော့တယ်။ဒါကြောင့်ကုမ္ပဏီကိုကယ်တင်ဖို့သူ့အမေကြီးကပတ်စံတွေထပ်တောင်းပါတော့တယ်။အမေဒါပတ်စံထပ်လို့တယ်။တားရဲ့ငါနင့်ကိုအစကတည်းကတိန်းတစ်ထောင်ထုတ်ပေးထားရလေ။သိပါတယ်။ဒါပေမဲ့ကုမ္ပဏီကအခက်အခဲကြုံနေရပြီ။ဒါကြောင့်ပတ်စံထပ်ထဲမှာရတော့မှာ။ဒါပေမဲ့တားကိုပေးဖို့အမေမှာပတ်စံမှာရှိတော့တာမဟုတ်ဘူးတားရဲ့။အမေဒါဆိုအင်ကိုပေါင်ပြီးတော့ဘန်ကနေရှင်းငွေယူလိုက်မယ်။ဒီအခါသူ့လေသူ့သားစကားတွေကိုရှုံပြီးအင်ကိုပေါင်ပေးလိုက်ပါတော့တယ်။ပြီးတော့ရတဲ့ပတ်စံတွေကသူ့သားကိုပေးလိုက်ပါတယ်။နောက်ပိုင်းမှာသူ့သားဟာပတ်စံတွေနဲ့သုံးဖြုံပျော်ပါနေရကိုသိလိုက်ရပါတယ်။ဒါကြောင့်ပတ်စံတွေအကုန်လုံးကိုလည်းဆုံးရှုံးလိုက်ရပါတော့တယ်။တရက်မှာတော့ကြော့လေးသူ့တထေးမကိုလာတွေ့ချိန်မှာတထေးမတို့သားအမိကတော့အိမ်ချိခန်းမှာစကားပြောနေကြပါတယ်။ငါတို့ငါအိမ်ကိုဘယ်လိုကယ်ရမလဲမသိတော့ပါဘူး။ခုပတ်စံတွေကိုဘယ်လိုပြန်ဆက်ကြမှာလဲ။နေ့မှာအလုပ်လဲရှိတာမဟုတ်ဘူး။သူတို့ပြောနေရကိုကြော့နဲ့ထက်ထက်ကလည်းကြားနေရတာကြောင့်ကြော့ကပြောလိုက်ပါတယ်။တထေးမကြီးရော့လက်ဆောင်မဟုတ်အချိုပါကျမသမီးလေးစူးစမ်းတာကြောင့်ကျမဘဝကပြောင်းလဲခဲ့ပြီလေဒါပေမဲ့လူဆိုတာပတ်စံဘလောက်ပဲရှိရှိဂုံမမောက်တင်မို့ဘဝဆိုတာတသက်မှတ်ထဲမှမရှိတာကောင်းရှော့ဒါငါကုမ္ပဏီကမနေ့ပြန်ငါ့ကိုကုမ္ပဏီမှာလာတွေ့လိုက်ငါနင်းကိုအလုပ်တစ်ခုပေးမယ်နေအိမ်ကိုနင်းကကေတီနိုင်အောင်လို့လေကျေးဇူးပါကြော့ရဲ့နင်တို့ကိုအရန်ကျေးဇူးတင်ပါတယ်ဒီကျေးဇူးကိုငါဘယ်တော့မှမမေ့ပါဘူးပြီးတော့ကြော့လေသူ့သမီးနဲ့အတူကအကောင်စားကြီးစီးကပြန်သွားပါတော့တယ်